ပိုင်းချောရဲ့စမှာတော့မန်နေဂျာအသေးစိတ်ပါတဲ့စီရင်ခံစာတင်ပြဖို့ကိုပြောလာခဲ့ပါတယ်။အဲ့ဒါကတော့ JTC ရဲ့ project သစ်ပဲဖြစ်ပြီးတူနေတဲ့ဝန်ထမ်းတွေရဲ့ blog တွေကို website ပေါ်မှာတင်သွားရမှာပါ။ဒါမှသာဝန်ထမ်းတွေပေါ်လွတ်လပ်မှုရောလုပ်ကိုပါမျှတအောင်လုပ်ပေးထားတဲ့အလုပ်ရဲ့အကြောင်း social ပေါ်မှာမျှဝေနိုင်မှာဖြစ်ပါတယ်။အဲ့လိုနဲ့ကဖီဆိုင်အောင်ရောက်လာကြပြီးမန်နေဂျာပေးလာခဲ့တဲ့တာဝန်အကြောင်းကိုသုံးသပ်နေပါတယ်။တစ်ဖက်ကကြည့်ရင်ဒါသူတို့ရဲ့ဟန်ဆောင်လက်ထက် project ကိုစုံစမ်းတာဖြစ်နိုင်ပြီးစောင့်ကြည့်သူတွေရှိနေကြောင်းမှရိပ်မိသွားပါပြီ။အကြောင်းကတော့ဖုန်းသိမ်းဝင်တဲ့ကိစ္စတွေကစောဝိုင်းမှာလည်းရှိထားခဲ့လို့ပါ။ဒါကိုကြားတော့ဟွန်ဂျိုကြီးလည်းကြောက်လန့်လာခဲ့ပြီးဟန်ဆောင် project ပိတ်သိမ်းမှုကိုတိုင်ပင်လာပါတယ်။ ORA ကအဲ့လိုသာဆိုမြောက်ဝင်ရိုးစုံရောက်သွားမှာကဟွန်ဂျိုကြီးလို့ပြောလာခဲ့ပါတယ်။နောက်ပြီးကိုရန်လည်းအဲ့လိုဖြစ်ဖို့လက်ခံတာကြောင့် blog ကိုရိုက်ပြီး line မော်တင်ကိုဆုံးဖြတ်လိုက်ပါပြီ။ဟွန်ဂျိုကြီးကတော့ဒီကိစ္စကိုတေးသေးစဉ်းစားပြီးမှသာလက်ခံမှုကိုပြောလာခဲ့ပါတယ်။အဲ့လိုလုပ်မယ်ဆိုရင်တော့မှ ORA ရဲ့အိမ်ရတာတင့်တော်ဆုံးဖြစ်ပြီးကာမအတွက်လည်းနေရာဟောင်းမှာဆင်ပြေနေမှာပါ။နောက်နေ့မှာတော့ဟွန်ဂျိုကြီးလည်းတောင်တက်လာရင်လမ်းအကြောက်တုံးကြီးကိုငေးကြည့်နေပါတယ်။နောက်ပြီး ORA ရဲ့ကဘာကြီးရဲ့ကိုခုံဆဲမှုအတွက်တင်းဖြစ်နေပါပြီ။ဖမ်းမှာလည်း ORA ကဟွန်ဂျိုကြီးကိုမျှော်နေခဲ့ပြီးအဲ့ဒီချိန်ဘဲတန်ကလည်းမီလာခဲ့ပါတယ်။ဖြစ်ချင်တော့ရောက်လာသူဟွန်ဂျိုကြီးကစီကန်းစာကိုထုတ်ပြလာပြီးကာဝယ်ရမယ့်နီလန်းတွေကိုလှုပ်လာခဲ့တာပါ။ဒါမှသာ project ကိုအောင်မြင်မှာဖြစ်ပြီး blog တွေကိုလည်းရိုက်ကူးနိုင်ပါမယ်။စီးမြင်းတွေကတော့ချင်းချင်းကိုလေးစားရမှာဖြစ်ပြီးကူးကူးလုပ်ရင်လက်ထောင်ပြီးတော့ခွင်တောင်းရမှာပါ။ ORA ရဲ့စိတ်ထဲမှာတော့ဒါကြီးကထောင်ထဲကပုံစံကြီးနဲ့တူတယ်ဆိုပြီးပြောနေခဲ့ပါတယ်။တစ်ဖက်မှာလည်းကာမကချောင်းကြီးနေခဲ့ပြီးညှောက်သားကလည်းလက်တွေညှောက်ပြီးပြောချင်ရာတွေပြောနေခဲ့ပါတယ်။အဲ့ဒီချိန်ဟွန်ဂျိုကြီးကတဲဆောက်ဖို့ပြောလာခဲ့ပြီးပရင်းပေါင်သားမှာထောင်ထားလိုက်ပါပြီ။ညစာကိုတော့ ORA ကကျွေးမှဖြစ်ပြီးအဲနောက်မှာတော့ဘဲလီကလည်းညစာဝယ်ဖို့ထွက်သွားခဲ့ပါတယ်။ဖမ်းမှာလည်းဟွန်ဂျိုကြီးကကာမရှိုးတာခံနေရပြီးဘာမှထားပြီးမလုပ်နိုင်တော့ပါဘူး။အဲ့ဒီချိန်ကာမကခေါင်းနဲ့လာပို့နေတာကြောင့်ဟွန်ဂျိုကြီးလည်းလက်ခံကြောင်းသိလိုက်ရပါတယ်။ညစာချက်ဖို့ရောက်ပြန်တော့လေနှစ်ယောက်သားကလူနေပြန်ပြီးနောက်ဆုံးမှာတော့ ORA ပဲချက်နေခဲ့ပါပြီ။စားကြည့်လက်ချီမှာတော့ရတာကလှုပ်ကောင်းနေခဲ့ပြီး ORA လည်းသူစုထားတဲ့ဟင်းမုံတွေကိုထုတ်ပြလိုက်ပါတယ်။ဟင်းခမ်းမုံနဲ့မွေးကြံတွေကိုစူဆောင်းတာက ORA ရဲ့ထူးဆန်းတာတဲ့တောက်ကျင်စမ်းကြီးပါ။ဟင်းချက်ရင်လည်းသူကအမှုံတွေကိုရောဆက်ချက်ပြုတ်ပြီးရတာကောင်းပြုတ်လုပ်တတ်ပါတယ်။အဲလိုနဲ့စားတော့ပြီးတော့ဟွန်ဂျိုကြီးလည်းကန်တွေကိုပါဆေးနေခဲ့ပါပြီ။ဒါပေမဲ့သူကအစားစားပြီးတိုင်းအီးပါချင်နေပြီးပေါ်ပါလုံးနဲ့ဝစ်ဆောင်းတွေကိုဝစ်ချင်ခဲ့ပါတယ်။ဖြစ်ချင်တော့ဒီမှာအဲ့လိုလုပ်ဖို့ခန့်နေတာကြောင့်အီးပါဖို့ကိုအိမ်ပြန်သွားပါပြီ။ဟွန်ဂျိုကြီးပြန်သွားတော့မှဘဲလီလည်းအီးပါလိုက်ရပြီးအဲနောက်မှာတော့ဟွန်ဂျိုကြီးလည်းအီးပါပြီးတော့ပြန်ရောက်လာပါတယ်။ဖြစ်ချင်တော့ရေချိုးဖို့ကိုမေးလာတာကြောင့်ဟွန်ဂျိုကြီးလည်းအများဆုံးရေချိုးကန်စီကိုသာသွားဖို့အတွက်ကိုရွေးချယ်လိုက်ပါတယ်။အဲဒီချိန် ORA ကလိုက်လာခဲ့ပြီးတူတူသွားဖို့ပြောနေတော့တာပါ။အဲနောက်မှာရေချိုးကန်စီရောက်လာခဲ့ကြပြီးအားရပါးရချိုးနေကြပါတယ်။ရေချိုးပြီးတော့ဟွန်ဂျိုကြီးကပြန်မို့လို့ပြင်မဲ့ ORA ကစောင့်နေခဲ့ပြီးအိမ်ပြန်လမ်းမှာလက်ချင်းတွေပါထိမိပြန်ပါပြီ။အိမ်ပြန်ရောက်တော့ရင်ထဲမှာစမ်းသီးပြင့်နေခဲ့ပြီးဖြစ်ချင်တော့အိမ်ရဝေးမှာတဲကြီးကရှိနေခဲ့ပြီး ORA လည်းအိမ်ရတွေပါခန့်နေခဲ့ပါတယ်။တစ်ဖက်မှာလည်းဟွန်ဂျိုကြီးကတဲတန်ကြောင့်ပူလောင်နေခဲ့ပြီး ORA လည်းမက်ဆေ့ပို့ဖို့လုပ်နေတော့တာပါ။ဒါပေမဲ့ဖက်ကပြန်ပြီးဘာလားဆိုပြီးပို့မှာကိုကြောက်နေခဲ့တဲ့ဟွန်ဂျိုကြီးကအိပ်ပီလာလို့မေးလာခဲ့ပါတယ်။စမ်းသီးဖြစ်ပြီးဆိုရင်ပြန်လန်းမက်ဆေ့တွေပို့နေကြပြီးဟွန်ဂျိုကြီးလည်းတဲတဲကနေလှိမ့်ထွက်လာပါပြီ။အဲဒီချိန်ဟွန်ဂျိုကြီးကငွေပြန်နေခဲ့ပြီးမှပိုလုံးလာကြောင့်လေငင်းခံမှုတောင်းဆိုလာပါတယ်။အတွင်းထဲမှာတော့ရွေရောက်ပြီးသားချစ်စလန်းကနှိမ့်ဆက်နေခဲ့ပြီးအဲဒီစာလက်ထပ်လိုက်ရင်ကောင်းမယ်ဆိုပြီးတွေးနေကြတာပါ။နောက်နေ့မှာတော့မန်နေဂျာကစူးစမ်းပေးလို့ချီကျူးနေခဲ့ပြီးနောက်လာမှလည်းခုလိုတွေစူးစမ်းပေးဖို့တောင်းဆိုပြီးတော့ထွက်သွားခဲ့ပါတယ်။တကယ်တော့မန်နေဂျာကမာမာရူးရဲ့ခန်းစီချမ်းနဲ့ဟန်ဆောင်လက်ထက်ကိစ္စကြီးကိုစုံစမ်းခဲ့တာပါ။ဒါပေမဲ့တပ်တွေတွေကဟုံးနေတာကြောင့်မာမာရူလည်းခေါင်းစားနေခဲ့ပြီးရုံးချုပ်ကလည်းအဲ့ကိစ္စကိုသိကျင်နေပါတယ်။လက်ရှိမှာတော့မာမာရူကသူနဲ့မန်နေဂျာမြောက်ဝင်ရိုးစုံကိစ္စကိုကင်ထားတာကြောင့်ဂွန်နာဘက်ကိုမျှောဦးလှည့်ပါပြီ။ဒါကိုကြောက်ဂွန်နာကလည်းကြောက်လန့်နေခဲ့ပြီးစမော်တုံးတော့မဲ့ကိစ္စကိုခုမှပြောလို့ကြေကွဲနေပါတယ်။တစ်ဖက်မှာလည်း ORA ကသူ့ကြောင့်နဲ့အမေအိုကြီးကိုလှုပ်ကျွေးနေတဲ့ဂွန်နာတော့ဒုက္ခရောက်မှတွေးမိသွားပြီးစိတ်ပြတ်နေတာပါ။အိမ်ရောက်တော့လေအဲ့ကိစ္စကဖီစည်းနေခဲ့ပြီးဟွန်ဂျိုကြီးလည်းဂွန်နာပေါ်ကိုအားနာနေပါတယ်။ရောက်တော့ ORA ကသူ့လဲလွတ်ပြီးအားလုံးလုံးမဲ့ plan ကိုတွေးတောနေခဲ့ပြီးဟွန်ဂျိုကြီးလည်းအိမ်မရတော့ပါဘူး။နောက်နေ့မှာတော့ ORA ကမန်နေဂျာစီရောက်လာခဲ့ပြီးဟန်ဆောင်လက်ထက်ကိစ္စကြီးကိုဝန်ခံလိုက်ဖို့တွေးနေခဲ့ပါတယ်။အဲဒီချိန်အတွေးလေးကိုငယ်စဉ်တုန်းကအကြောင်းအရာတစ်ခုကရောက်လာခဲ့ပါတယ်။အဲ့ဒါကတော့သူကငယ်တည်းကမလိမ့်နှက်ခဲ့တာပါ။ဒါကြောင့်သူကအမေပေးလိုက်တဲ့ရေကူးဖို့ပတ်စံတွေကိုငားခင်စားလိုက်ပြီးပြန်တော့လေအားလုံးကပေါ်သွားခဲ့ပါတယ်။
လက်ရှိမှာတော့သူကဟန်ဆောင်ထားတဲ့ကိစ္စကိုဝန်ခံလိုက်ပြီးရှာတဲ့စိတ်နဲ့အားလုံးကိုပါတောင်းဝန်ယူဖို့လုပ်နေတော့တာပါဒါတော့မန်နေဂျာကလည်းခေါ်သွားပေးလိုက်ပြီးအခန်းထဲမှာတော့ဟွန်ဂျိုဂျီကရောက်နေခဲ့ပါတယ်တကယ်တော့ဟွန်ဂျိုဂျီလည်းသူ့လိုလာဝန်ခံခဲ့ပြီးမန်နေဂျာရဲ့ကြောင်းဝါတစ်ခုကိုထုတ်ပြောလာပါတယ်အဲ့ဒါကတော့မြောက်ဝင်ရိုးစွန် project စီကိုသူကိုယ်တိုင်ပဲသွားအောင်တော်မှာပါဒါတော့အားလုံးလည်းအံ့ဩကုန်ကြပြီးဖမ်းမှလည်းကွန်နာကိုကဲဆူကီကထုတ်ပြင်ဆိုပြီးစနေခဲ့ပါတယ်အင်းတော့မှာတော့မန်နေဂျာရုံးဝဲကြောင်းပြောနေတော့တာပါတကယ်တော့သူကရှောက်သွားရတာကြိုင်းနေတက်ခဲ့ပြီးအင်းအောင်ကြပြီးနောက်ပိုင်းမှာတော့အချိန်လေးကိုလှုပ်ထဲမှာသာကုံဆုံးခဲ့ပါတယ်နေတိုင်းလိုစီးဝဲတွေ project တွေနဲ့ရှုပ်ထွေးနေခဲ့ပြီးအင်းရောက်တော့လေအင်ရှင်မတာဝန်ကိုပြုံးလေးနဲ့ထမ်းဆောင်ခဲ့ပါတယ်ခုချိန်မှာတော့သူကမြောက်ဝင်ရိုးစွန်သွားဖို့အတွက်ကိုရင်ခုန်နေခဲ့ပြီးခင်မွန်းကလည်းလိုက်လာတော့မှာပါညောက်တော့အိုဝါရာနဲ့ဟွန်ဂျိုဂျီကဟန်ဆောင် project လက်ထပ်မှုကိုဆုံးသက်ခဲ့ကြပြီးအလောက်ကလူတွေကိုလည်းတည်ပေးဖို့ကိုဆုံးဖြတ်ခဲ့ပါတယ်အဲလိုနဲ့အမိုက်ကန်အောင်ရောက်လာခဲ့ကြပြီးသုံးဆွဲရတဲ့ဘိုးကုံတွေကိုလှုပ်ပစ်လိုက်ပါတယ်အိမ်ပြန်လမ်းမှာဟွန်ဂျိုဂျီကငိုနေခဲ့ပြီးပြစ်ချင်တော့အိုဝါရာကလိုက်လာခဲ့ပြီးအော်ခေါ်လိုက်ပါတယ်နောက်ပြီးရင်ထဲကခံစားချက်တိုင်းလက်ထပ်ဖို့ကိုပြောချလိုက်ပါပြီဒါကိုကြားတော့ဟွန်ဂျိုဂျီလည်းလက်ခံပေးလိုက်ပြီးအော်ဟစ်ပြီးတော့ခံစားချက်တွေဖွင့်ထုတ်လိုက်ပါတယ်ဟွန်ဂျိုဂျီကသူမနေတဲ့မှားရင်းနဲ့ပြုမှုတွေရှိခဲ့ပေမဲ့ဆက်ချစ်ပေးတဲ့အိုဝါရာကိုကျေးဇူးတင်ကြောင်းပြောနေတော့တာပါအဲလိုနဲ့စတွေးခဲ့တဲ့စမ်းချောင်းလေးစီရောက်လာခဲ့ပြီးအိုဝါရာကလက်ထပ်ခွင့်ကိုတောင်းနေတော့တာပါအဲနောက်မှာတော့ရုံးအောင်ရောက်လာခဲ့ပြီးအားလုံးပေါ်ညာခဲ့မိတဲ့ကိစ္စတွေကိုဝန်ခံလိုက်ပါတယ်နောက်နေ့မှာတော့ဖုံးစိမ်းကလည်းဝင်လာခဲ့ပြီးလက်ထပ်မှာကိုဂုံပြုတ်နေပါပြီအဲလိုနဲ့ဘူရာရှိရာရောက်လာခဲ့ပြီးညှောက်သားကလည်းအယောင်လေးတောက်ပြီးဥမျိုးနေပါတယ်မကြခင်မှာဖြစ်လာတော့မယ်အင်းအောင်ရေးကိုတွေးမိပြန်တော့မှားထားတဲ့တီးတွေတောင်မှချိုနေခဲ့ပါပြီဟွန်ဂျိုဂျီကသူကအစ်စ်ပေါ်လာတဲ့ကျွန်းကိုစိတ်ဝင်စားနေပြီးညနေရောက်တော့ထုတ်ပြီးပြန်လာခဲ့ပါတယ်အဲ့ဒီချိန်ညောက်သားကတော့တယောက်နဲ့တယောက်ရဲ့ခြေတံကစရင်ခုန်နေကြပြီးပန်းခြံမီးတွေကလည်းလင်းလာခဲ့ပါတယ်အင်းနောက်မှာတော့အားလုံးကကိုစီဘွားကိုဖျက်ဆီးနေခဲ့ပြီးဟွန်ဂျိုဂျီနဲ့အိုဝါရာလည်းလက်ထပ်လိုက်ပါတယ်အဆုံးမှာတော့ဟွန်ဂျိုဂျီနဲ့အိုဝါရာလည်းချိုမိန်နဲ့အင်အောင်ရေးကိုပိုင်ဆိုင်ခဲ့ကြပြီးဇလန်းလေးကဒီမာရင်ပဲပြီးဆုံးသွားခဲ့ပါတယ်နေုံဒါလေးကိုစွန့်အောင်ကြည့်သွားအန်နီမေချစ်သူများတို့သတင်းကောင်းကြီးခုရှိပါတယ်ပရိသတ်ကြီးတို့ရေကျွန်တော်တင်ဆက်ပေးနေတဲ့ Barmiskin Handicap Channel ရာဆိုရင်စုစုပေါင်း channel ၄ခုရှိပါတယ်အဲဒီ channel ၄ခုဟာဆိုရင်တော့ Barmiskin Handicap Animated Recap မြန်မာ Animated Recap မြန်မာ 1.0 Animated Recap မြန်မာ 2.0 တို့ပဲဖြစ်ပြီးနေ့စဉ်နေ့တိုင်းအချစ်လွမ်း fighting အကြံဉာဏ် isekai ဟာတာစားတဲ့ရောက်သားဆောင်လေးနဲ့ My Star Recap တွေကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်နော်ဒါကြောင့် anime ကိုချစ်တယ် anime ကိုမျက်နှိုးတယ် anime မှာ anime ဆိုတဲ့ပရိသတ်ကြီးအနေနဲ့ channel ၄ခုလုံးမှာအရသာစုံလင်လာတဲ့ recap တွေကိုတွားကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ဘဲကြီးကိုချစ်တယ်ဘဲကြီးကိုအားပေးခြင်းနေဆိုရင်တော့ခုပြထားတဲ့ channel ၄ခုစလုံးကိုဘော်လာတို့အနေနဲ့ subscribe လုပ်ထားဖို့အကြံပေးခြင်းပါတယ်တကယ်လို့ပရိသတ်ကြီးအနေနဲ့ကြည့်ရှုခြင်းနဲ့ anime recap တွေရှိရဆိုရင်လည်းဗီဒီယိုရဲ့ comment section အောက်မှာရေးသားတောင်းဆိုခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်